ဘောလုံးလောကမှာအရာအားလုံးကဘလောက်မြန်မြန်ပြောင်းလဲသွားနိုင်လဲဆိုတာကိုရာဖေးလီယာရဲ့ဇလန်ကအကောင်းဆုံးသက်သေပြနေပါတယ်။2022ခုနှစ်တုန်းကဆိုရင်သူဟာအီတလီဘောလုံးလောကရဲ့ဘရင်တစ်ပါးပါ။ AC မီလန်ပွဲတွေကိုကြည့်ရင်သူ့ကိုမတွေ့ရဘဲမနေပါဘူး။အမြဲတမ်းပြုံးပျော်ရွှင်နေတဲ့မျက်နှာနဲ့ပြိုင်ဘက်တွေကိုလှောင်ပြောင်သရော်သလိုကြော်ဖြတ်သွားတတ်တဲ့သူ့ကိုပရိသတ်တွေကယူယူမူမူချစ်ခဲ့ကြပါသေးတယ်။သူဟာကမ္ဘာအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်လာမဲ့သူဘောလုံးဒီရောရနိုင်မဲ့သူလို့တော့ချီးကျူးခံခဲ့ရပါတယ်။ဒါပေမဲ့ပရိသတ်တွေလည်းအသည့်ဆုံးပါပဲအမြင့်ဆုံးကိုရောက်ပြီးချိန်မှာပြုတ်ကျလာတဲ့အချိန်ကအမတန်ကြောက်စရာကောင်းလာပါတယ်တိတ်မကြခင်မှာပဲသွင်းကိုတွေရက်တန့်သွားပြီးတော့နီးပြတွေကသူ့ကိုမယုံကြည်တော့သလိုပရိသတ်တွေကလည်းစတင်ဝေဖန်လာကြပါတယ်တစ်ချိန်ကဘောလုံးကင်လိုက်တဲ့ဆန်စီယိုကွင်းတကွင်းလုံးပေါက်ကွဲထွက်မတက်အားပေးခဲ့ကြပေမဲ့အခုတော့ကိုပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုပြန်ခံနေရပါပြီအခြေအနေတွေကဘလောက်ဆိုးသွားလဲဆိုရင် AC မီလန်ကသူ့တန်ဖိုးအမြင့်ဆုံးအချိန်ကရခဲ့တဲ့ဈေးရဲ့တဝက်လောက်နဲ့တင်သူ့ကိုရောင်းထုတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ Serie ရဲ့ MVP player တယောက်ဖြစ်ကနေနီးစနစ်ပိုင်းဆိုင်ရာပြဿနာကောင်အဖြစ်ဘလို့များသူပြောင်းလဲသွားခဲ့လဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်တို့တူတူလေ့လာကြည့်လိုက်ရအောင်။ ရာဖဲလီယာဟာပေါ်တူဂီကနာမည်ကြီး Sporting Academy ကိုအသက်9နှစ်အရွယ်မှာတည်းကစတင်ရောက်ရှိခဲ့ပါတယ်။သူဟာအရက်ရှည်ရှည်မြန်နှုံးမြင့်မြင့်နဲ့လမ်းဘေးဘောလုံးကစားတတ်တဲ့ကလေးတယောက်လိုလွတ်လွတ်လပ်လပ်ကစားတတ်သူဖြစ်ပါတယ်။2019-2018ရာသီမှာ Sporting အသင်းကြီးအတွက်ပွဲထွက်ခွင့်ရလာပြီးတော့ Professional သွင်းကိုစတင်သွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကန်သမာကြီးကသူ့ကိုအေးဆေးဆေးကြီးထွားခွင့်မပေးခဲ့ပါဘူး။ဘောလုံးလောကရဲ့အရင်ဆိုင်ဆုံးအမောင်ဘက်ချမ်းကိုသူစောစောစီးစီးရင်ဆိုင်ခဲ့ရပါတယ်။2018မေလမှာ Sporting ရဲ့ဆွမ်းရောက်ပရိသတ်တွေကလေ့ကျင့်ရေးကွင်းကိုဝင်စီးပြီးတော့ကစားသမားတွေနဲ့ဝန်ထမ်းတွေကိုရိုက်နှက်တိုက်ခိုက်ခဲ့ပါတယ်။ဒီအချိန်မှာအသက်18နှစ်အရွယ်လီယာဟာလုံခြုံမှုမရှိတော့သလိုခံစားရပြီးတော့ကလပ်နဲ့စာချုပ်ဖြတ်သိမ်းအားထွက်ခွာခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကသူ့ကိုနှစ်ပေါင်းများစွာဒုက္ခပေးမဲ့တရားတစ်ပောင်ရင်ဆိုင်မှုတွေကိုစတင်စေခဲ့တာပါ။အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြင်သစ်ကလပ်လိုင်းလီယိုရောက်သွားချိန်မှာတော့အားကစားဒရိုက်တာလူဝစ်ကမ်ပို့စ်ကသူ့ကိုပေါ်တူဂီအမ်ဘာဘေလို့တော့တင်စားခဲ့ပါတယ်။လိုင်းလီပထမရာသီမှာ၈ဂိုးသွင်းခဲ့ပြီးတော့ဥရောပကလပ်အသင်းကြီးတွေရဲ့အာရုံစိုက်မှုကိုရလာခဲ့ပါတယ်။2019နွေရာသီမှာတော့ AC မီလန်ကလီယာကိုယူရို35သန်းနဲ့ခေါ်ယူခဲ့ပါတယ်။တကယ်တော့သူဟာအင်တာမီလန်ကိုပြောင်းရွှေ့ဖို့အရင်နှီးဆက်ခဲ့တာပါ။ဒါပေမဲ့ AC မီလန်ဂန်ဝင်ကြီးပါအိုလိုမာဒီနီကကိုယ်တိုင်ဖုံးဆက်ပြီးမင်းမီလန်ကိုလာရမယ်ငါတို့မင်းအတွက်အဆင်သင့်မယ်လို့ပြောခဲ့တဲ့အတွက် AC မီလန်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ကမ္ဘာအကောင်ဆုံးနောက်ခံလူအဟောင်းကြီးရဲ့ဒီလိုခေါ်ယူမှုကလူငယ်ကစားသမားတယောက်တော့ညှင်းဆန်ဖို့တော်တော်ခဲရင်လွန်ခဲ့ပါတယ်နီးပြပီယိုလီလာပထမနှစ်တွေမှာလီယာဝါတိုက်စစ်မှုဒါမှမဟုတ်ဒုတိယတိုက်စစ်မှုနေရာတွေမှာကစားခဲ့ရပြီးတော့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်ပထမနေရာဒီမှာ6ဂိုးစီပဲသွင်းနိုင်ခဲ့ပြီးတော့ဂယူးမဆိုင်တက်တဲ့ကျက်ဆန်မီနဲ့ကောင်းလို့တောင်ဝေဖန်ခံခဲ့ရပါတယ်ဒါပေမဲ့ပီယိုလီက4-2-3-1ကစားကွက်မှာသူ့ကိုဘဲတောင်မန်နေရာအသေးပေးလိုက်တဲ့အချိန်မှာတော့အရာအားလုံးကအန်ဝင်ခွင်ချဖြစ်သွားခဲ့ပါတယ်2021-22ရာသီဟာလီယာအိုတယောက်အတွက်တော့ဥရောပရဲ့အကောင်းဆုံးစူပါစတာကစားသမားတယောက်အဖြစ်တရားဝင်မွေးဖွားလာတဲ့နှစ်ပါပဲ AC မီလန်ကအဲ့ဒီနှစ်မှာဖလားရရမယ်လို့မမျှော်လင့်ထားပေမဲ့လီယာအိုကအသင်းကိုလိုအပ်တဲ့အချိန်တိုင်းဆွဲတင်ပေးခဲ့ပါတယ်ဖီယိုအင်တီနာကိုအနိုင်ကိုသွင်းခဲ့တာဘီရိုနာနဲ့ပွဲမှာ2ဂိုးဖန်တီးခဲ့တာနောက်ဆုံးပွဲစဉ်မှာ3ဂိုးဖန်တီးပေးတာတွေနဲ့အတူသွင်းဂိုး17ဂိုးဖန်တီးမှု10ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်17နှစ်ကြာဝေးကွာနေတဲ့ Serie ဖလားကိုလည်း AC မီလန်ကရရှိခဲ့ပြီးလီယာအိုကလည်း Serie MVP ဆုကိုထိုက်တန်ရခဲ့ပါတယ်။2022-23ရာသီမှာတော့သူ့ရဲ့ကစားသမားဘဝအကောင်းဆုံးချိန်ကိုရောက်လာပြီး15ဂိုးသွင်း8ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ Champions League Quarter Final နာပိုလီနဲ့ပွဲမှာကိုကွင်းဘက်ချမ်းကနေပြိုင်ဘက်3ယောက်ကိုအမြန်နှုံးနဲ့ဆွဲပြေးပြီးဂျရူးကိုလွယ်လွယ်ကူကူဖန်တီးပေးခဲ့တဲ့ပုံရိပ်ကတော့အားလုံးရဲ့မှတ်ဉာဏ်ထဲမှာဆွဲထင်နေသေးပါပဲ။ဒါပေမဲ့ကွင်းထဲမှာအောင်မြင်နေချိန်ကွင်းပြင်ပမှာတော့ Sporting နဲ့ပြဿနာဖြစ်ထားတဲ့ကိစ္စကကြီးမားလာပါတယ်။ရော်ကြီးနဲ့အတိုးတွေပေါင်းလိုက်တဲ့အခါ2022ခုနှစ်မှာယူရို30နီးပါးထိဖြစ်လာပြီး Sporting ကလီယာဝဲလာစာတွေကနေတိုက်ရိုက်ဖြတ်ယူတဲ့အထိဖြစ်လာပါတယ်။ဥရောပရဲ့အကောင်းဆုံးလူငယ်ကစားသမားတယောက်ဒီလိုငွေကြေးဖိအားတွေကိုကွင်းပြင်ပမှာခံစားနေခဲ့ရတာပါ2023ခုနှစ်မှာ AC မီလန်ကဒီပြဿနာကိုရှင်းပေးဖို့ယူရို18တန်းဝန်းကျင်စိုက်ထုတ်ပေးခဲ့ရပါတယ်အဲ့ဒီနောက်9နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ကိုတစ်နှစ်လစာယူရို9တန်းနဲ့ချုပ်ဆိုခဲ့ပြီးအသင်းရဲ့လစာအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်လစာအများဆုံးဖြစ်လာတာနဲ့အမျှဖိအားတွေမျှော်လင့်ချက်တွေလည်းကြီးမားလာခဲ့ပါတယ်အသင်းရဲ့မျက်နှာစာဖြစ်လာချိန်မှာပဲကန်ဆိုးမိုးမောင်ကျလာပါတော့တယ်စာချုပ်သစ်ချုပ်ပြီးရပ်ပိုင်းကြာမှာပဲ AC မီလန်မာဒီနီယိုယာရူကနေထုတ်ပယ်လိုက်ပါတယ်
မာဒီနီဟာလီယာအိုကို AC မီလန်ရောက်လာအောင်ခေါ်ခဲ့သူဖြစ်တယ်လို့ PR တွေကြားထဲကနေအမြဲတမ်းကာကွယ်ပေးခဲ့သူဖြစ်လို့ဒီဖြစ်ကလီယာအိုအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကွင်းထဲမှာသူ့ရဲ့ခံစစ်အားနည်းချက်တွေကိုကာကွယ်ပေးခဲ့တဲ့တိုနာလီနဲ့ကက်စီတို့ကအသင်းကနေထွက်ခွာသွားတဲ့အခါလီယာအိုရဲ့အားနည်းချက်တွေကပိုပြီးပေါ်လွင်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပြိုင်ဘက်တွေက AC မီလန်ရဲ့ဘယ်ဘက်ချမ်းကိုပဲပိုမိုပြစ်မှတ်ထားတိုက်ခိုက်လာပါတော့တယ်။ခြေသားတွေကြာဆင်းလာချိန်မှာလီယာအိုရဲ့ပြင်ပဘဝနေထိုင်မှုတွေကလည်းပရိသတ်တွေရဲ့မျက်စိတောက်ထောက်ကြည့်ခြင်းကိုခံလာရပါတယ်။သူက fashion ပွဲတွေလည်းတက်လာသလို Wave 45ဆိုတဲ့နာမည်နဲ့2021-23ခုနှစ်တွေမှာ Rap Event တွေလည်းထွက်ခဲ့ပါတယ်။ကန်ဝင်ကစားသမားပေါ်လိုဒီကာနီယိုကတောင်ဝေဖန်ခဲ့သလိုဇလာတန်ကဘောလုံးကိုပဲအာယုံစိုက်ပါလို့သတိပေးခဲ့ရပါတယ်။2024ခုနှစ်မှာနီးပြပေါ်လိုဖွန်စီကာရောက်လာချိန်မှာတော့လီယာအိုကိုအထူးခွင့်ရေးမပေးတော့သလိုခံစစ်လိုက်ကစားဖို့ဖိအားပေးခဲ့ပါတယ်။လာဇီယိုနဲ့ပွဲမှာပွဲထွက်စရင်းကနေခြံလက်ခံပြီးရတဲ့နောက်ရေတောက်ချိန်မှာနီးပြနဲ့အသင်းမော်ရီနာမသွားပဲတီယိုဟာနန်ဒက်စ်နဲ့နှစ်ယောက်တည်းကွင်းတစ်ဖက်မှာတီးတက်ခွဲနေခဲ့တာကအီတလီဘောလုံးလောကမှာအကြီးအကျယ်သတင်းဆိုးတွေထွက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းဖွန်စီကာနဲ့ဆက်ဆံရေးကလုံးဝကိုပျက်စီးသွားခဲ့ပါတယ်။2025မှာနီးပြအယ်လီဂရီရောက်လာပြန်တော့လေလီယာအိုကိုတိုက်စစ်ကွင်းလယ်နေရာတွေမှာထားကစားခိုင်းလို့သူ့ရဲ့အားသာချက်တွေပျောက်ဆုံးပြီးအားနည်းချက်တွေပိုများလာခဲ့ပါတယ်။2025-26ရာသီမှာ6ဂိုးသွင်း3ဂိုးဖန်တီးနိုင်ခဲ့ပေမဲ့အသင်းကတော့ချန်ပီယံလိဝင်ခွင့်မရခဲ့ပါဘူး။ရာသီကုန်မှာတော့သူဟာကလပ်အသင်းကနေထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီလို့ကြေညာခဲ့ပါတယ်။အဆိုးရွားဆုံးဝေဖန်ခံရတာကတော့သူ့ရဲ့စ조사အားထုတ်မှုနဲ့ကွင်းတွင်းအပြုအမူတွေပါပဲ။ဘောလုံးပြတ်သွားတဲ့အချိန်ဒီမှာလည်းလိုက်မလို့ပဲပြင်းကြီးစွာနေတတ်တာကြောင့်လူပြင်းဆိုတဲ့နာမည်ဆိုးကသူ့ကိုအရေးလိုလိုက်နေပါပြီ။2024ပါမားနဲ့ပွဲမှာခြေစွမ်းမကောင်းခဲ့ပေမဲ့ဂိုးဖန်တီးမှုလုံးနိုင်ခဲ့တဲ့အချိန်မှာပရိသတ်တွေကိုပါဇက်ပိတ်ဖို့အမူအရာလုပ်ပြခဲ့တာကပရိသတ်တွေနဲ့ဆက်ဆံရေးကိုလုံးဝကြိုးပြတ်သွားစေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲမှာပဲသူ့ရဲ့အမားကနေတစင်ဂိုးပေးလိုက်ရလို့ပရိသတ်တွေကဒေါသပေါက်ကွဲခဲ့ရပါတယ်။2022ကပြုံးရွှေ့နေတဲ့ချန်ပီယံကြီးနဲ့2026ကစိတ်ပြက်စရာကစားသမားဆိုပြီးပုံရိပ်နှစ်ခုလုံးဝကွဲပြားသွားခဲ့ပါတယ်။ဒါကတော့တစ်ချိန်ကလှပခဲ့တဲ့အချစ်ဇလန်တပုတ်ရဲ့အလွန်ဝမ်းနည်းစရာကောင်းတဲ့ဇက်သိမ်းပါပဲ။ပရိသတ်ကြီးတို့ရောလီယာအိုဟာအသင်းပြောင်းလိုက်ရင်အရင်လိုဥရောပရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ပြန်ဖြစ်လာနိုင်မလား။ဒါမှမဟုတ်ဒီအပြုအမူဆိုးတွေစီးကမ်းမဲမှုတွေကြောင့်ပဲပျက်စီးသွားမဲ့ပါရမီရှင်တစ်ယောက်ဖြစ်သွားမလား။အောက်ကကွန်မန့်မှာဆွေးနွေးသွားခဲ့ကြပါဦး။ဒါဆိုကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။